ခွေရလာမင်္ဂလာပါကျွန်တော်ရေတော့ပါဒီနေ့မှာတော့ဗီဒီယို edit တစ်ခုဖြစ်တဲ့ကျွန်တော်တုံးလို့လည်းကောင်းမယ် Premiere Pro လို့ပဲကျွန်တော်ဒီ crop version တွေပါတယ်မလို့ဘူးပြီးလို့ရှိရင် Premiere Pro ပုံစံလေးတုံးလို့ရမယ်ပေါ့နော်ကတ်တက်လည်းကောင်းမယ်ဆိုတော့ software တစ်ခုနဲ့ကျွန်တော်လမ်းညွှန်ပေးပါတယ်ဆိုတော့အဲ့ဒါလေးကဘာလဲဆိုရင် Reaction software လေးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ Google ကိုချက်သွားလိုက်မယ် Google Chrome လေးကိုချက်သွားမယ်အဲ့ဒီမှာဒီ Google Chrome လို့မှရှိတဲ့ set file မှာကျွန်တော်တို့မှာဒီ URL ပုံစံလေး down လိုက်မယ် set ပေါ့နော် set Windows 10ဆိုရင် down လို့ရတယ်ဒီမှာ set version ဆိုပြီးရှိတယ်ပေါ့ကျွန်တော်တခြား version တွေနဲ့ down လို့ရတယ်ဗျကျွန်တော်လိုက်ကြည့်လိုက်မယ်ပေါ့နော်ဒီနေရာလေးမှာအချိန်လေးခဏလေးဖြောင်းလိုက်မယ်ဆိုတော့ဒီနေရာမှာသူကကျွန်တော်တို့ကိုမိတာက okay ဆိုတော့ try to us ပေါ့နော်ကျွန်တော်ရဲ့ကွန်ပျူတာနဲ့ down မှာလား Windows နဲ့ down မှာလားဆိုပြီးသူကဒီမှာမိထားတာတခုရှိတယ်ဒီနေရာလေးကိုတစ်ချက်တော့ကြည့်လိုက်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က Windows ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့မှာ WIN win ဆိုတဲ့နေရာလေးကိုကျွန်တော်တို့မှာပေါ့နော်ထိုးပြရမယ် okay ဆိုတော့ကျွန်တော်တို့ Windows နေရာလေးကိုဝင်လိုက်မယ် okay ဒီလို Windows နေရာလေးကိုရောက်ပြီလားဆိုလို့ရှိရင်ဒီမှာ duration ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီနေရာလေးမှာဘာမှဖြည့်စရာမလိုကျွန်တော် last name ပင်နေဖြည့်လိုက်ရုံပဲဆိုတော့မဖြည့်ဘဲနဲ့တော့မရအောင်ဗျဆိုတော့ကျွန်တော်တို့ဒီမှာဒါလေးတော့ဖြည့်ရဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကသူ့ကိုဒီလိုမျိုးလေးဖြည့်လိုက်တဲ့ကျွန်တော်တို့ကဒီမှာရှာပြီးရပေါ့နော်ဆိုတော့ဒီမှာဆိုတော့ဒီမှာဖြည့်လိုက်တော့ကျွန်တော်ကဖြည့်ထားပြီးသားတဲ့ပုံစံလေးရှိတယ် okay ဆိုတော့နောက်တစ်ထပ်မှာကျွန်တော် country ကိုလည်း Thailand ဖြည့်ထားတယ်email address ကိုလည်းကျွန်တော်ထည့်ထားပြလိုက်တယ်ပြီးရင်ကျွန်တော်ဖုန်းကိုလည်းထည့်ထားပြလိုက်တယ် channel ပိုင်းရဖြည့်စရာမလိုဘူးเนาะကိုဖြည့်ချင်တဲ့ပုံစံလေးကိုဖြည့်လို့ရအောင်เนาะဒီနေရာလေးမှာ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကပြီးသွားပြီလားဆိုလို့ရှိရင်ကျွန်တော်မှာဒီချင်း SATA ကုတ်တို့ပါတယ်ညာရီကတော့ထားလိုက်ပေါ့เนาะဒီနေရာမှာဒီ product နဲ့ပတ်သက်ပြီးတော့သူကမေးထားတဲ့ဘာတွေရှိတာပေါ့เนาะဆိုတော့ဒါတွေကတော့ကျွန်တော်ထားလိုက်ပါဒါတွေကတော့ကျွန်တော်နဲ့ဆိုင်တာဆိုတော့ကျွန်တော်နဲ့ဆိုင်တာကအောက်မှာရှိတဲ့ဒီမှာ register product and down စညာလေးကျွန်တော်ကနှိပ်လိုက်ရပါမယ်ဆိုတော့အဲ့ဒါလေးကျွန်တော်ချက်နှိပ်လိုက်မယ် okay ပြီးရင်သူကဒီမှာဒီ site ကုတ်ကိုကျွန်တော်ဖတ်ထားမှာလားပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာ not thank you ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ် file site လေးကတော့ခဏလိုက်ပို့ပြီးတော့ခတ်မှာပေါ့နော်ကျွန်တော်က wifi နဲ့မဟုတ်ဘူးကျွန်တော်ကဒီ mobile wifi နဲ့ဆိုတော့video လေးကိုနောက်ထပ်တနေရာတော့ဆက်ကြမယ်ပေါ့နော်ဆိုတော့နောက်ထပ် video တစ်ခုမှာဆက်မယ်လောဆယ်ကျွန်တော်ကဒေါင်းရတာအရင်များတယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီမှာကသူပေးထားတဲ့နေရာကကျွန်တော်တတ်မှတ်တဲ့အချိန်နဲ့ကိုကြော်လွန်နေရပေါ့နော်ဒီနေရာမှာနေဆုံးနိုင်ဝက်ကြမယ်လို့သူကပြောတယ်ပေါ့နော်ဒီနေရာမှာသူက save file နဲ့ download လို့ရတယ်ကျွန်တော် save file နဲ့ download ရရင် save file နဲ့ download မယ်save file နဲ့ဆိုရင်တော့4နိုင်ကြာပြီးတော့ကျွန်တော်က first solution ဒီနော်ဆိုတော့တကယ်လို့ကိုက save file နဲ့လိုချင်တယ်ဆိုလို့ရှိရင် save file ကျွန်တော်ဒီမှာ save file ရဲ့နေရာလေးတစ်ချက်ဖြတ်ထားလိုက်ကြပါမယ်နော် save file နဲ့လိုချင်လို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာ save file ဆိုတာရေးထားတယ်ပေါ့နော်ဒီနေရာလေးမှာလာပြီး down လိုက်မှာပဲ okay ဆိုတော့ကျွန်တော်က video လေးခဏပိတ်ထားလိုက်မယ်နောက်ထပ် video မှာပြန်ဆက်ကြမယ်